အသက်73နှစ်အရွယ်ဆိုတဲ့ကလေးတယောက်အတွက်ကျောင်းစာတွေနဲ့အနာဂတ်ကိုတည်ဆောက်ရမယ့်အချိန်မှာဒါပေမဲ့ကလေးတယောက်အတွက်တော့အဲ့ဒီအချိန်ကလမ်းမပေါ်မှာလူရက်မှုရန်ကားမှုတွေနဲ့အကျဉ်းချင်းအဖမ်းခံခဲ့ရပြီးထောင်ထဲဝင်နေရတဲ့ဘဝဖြစ်နေခဲ့တယ်။အဲ့ဒီကလေးကတော့ Mike Tyson လို့ပြောလိုက်တာနဲ့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကမ္ဘာ heavyweight champion ဖြစ်လာခဲ့တဲ့သူ WBA heavyweight champion of the world. Here he is, ladies and gentlemen, introducing the one and only Iron Mike Tyson. ဘောစင်သမိုင်းမှာ Mike Tyson ဆိုတဲ့နာမည်ကိုရှမ်းလက်ထားလို့မရတော့အောင်ပုံရိပ်ကြီးမားပြီးပိုင်ဆိုင်ကတိမြစီးစိမ်အားလုံးဒေဝါလီခံရလောက်တဲ့အထိဘဝပြတ်ခဲ့ရပြီးပြဿနာတွေနဲ့အမြဲတွန်တွဲနေတဲ့သူတို့ပဲအားလုံးကပြေးမြင်မိကြမှာပါဒါပေမဲ့အခုလိုပေါင်းစင်သမားရဲ့အအောင်မြင်ဆုံးကန်နဝင်ကစားသမားတယောက်ဖြစ်အောင်ဘယ်လောက်ထိကြိုးစားလာခဲ့ရလဲ။ဘာကြောင့်များဘဝပြည့်ရလောက်အောင်ဒီအရှုံးလုံးမဖြစ်ခဲ့ရတာလဲ။နောက်ပြီးထောင်သွက်လူမွေးဖြစ်သွားတဲ့ဘဝကနေအခုချိန်မှာအများကလေးစားအားကြရပြီးအောင်မြင်တဲ့လုပ်ငန်းရှင်တဲ့ motivational speaker တယောက်ဖြစ်အောင်ဘာတွေသင်ယူပြီးလုပ်ပြခဲ့ရလဲဆိုတာတော့အနည်းစုလောက်ပဲသိကြအောင်ပဲထင်ပါတယ်။သူ့ကို1966ခုနှစ်ဇွန်လ30ရက်နေ့မှာနယူးယောက်မြို့က Brooklyn မှာမွေးဖွားခဲ့ပြီးလူမမဲ့အရွယ်တွေကမိသားစုပြဿနာတွေနဲ့ဇယိုက်ဆန်ဆန်ကြီးပြင်းခဲ့ရပါတယ်။အိမ်တော်ကြီးမတည်ငြိမ်တဲ့မိခင်နဲ့နယူးယောက်မြို့ရဲ့ဒူးဆိုင်မြို့လို့နာမည်ကြီးတဲ့ Brownsville ကိုပြောင်းရွှေ့ခဲ့တာကြောင့် Mike Tyson ဟာကောင်းတာဘာတစ်ခုမှမရှိတဲ့ဒူးဆိုင်ပတ်ဝန်းကျင်နဲ့အသားကြားဖို့ဖြစ်လာခဲ့တယ်။ဒီလိုနဲ့ဆယ်ကျော်သက်အရွယ်မှာပဲခိုးမှုလူရဲမှုရိုင်းမှုတွေနဲ့အချို့တက်ခဏခဏရောက်နေခဲ့တယ်။ We get arrested. We rob people. We rob stores. Anyway, we get money in. That's how I was arrested a lot of times. But I got away a lot. Tyson သူ့အသက်73နှစ်အရွယ်မှာတော့လမ်းဘေးရံပွဲတစ်ခုကနေလူငယ်ပြုတ်ပြီးထိန်းသိမ်းရေးထောင်တစ်ခုကိုရောက်ခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီတန်တိုင်ဒီနောက်ကနေရာလေးထဲမှာသူ့ဘဝကိုပြောင်းလဲပြီးမဲ့ຢာတစ်ခုကိုတွေ့ခဲ့တယ်။ထောင်ထဲမှာလည်းစီကံမရှိအမြဲရန်လိုနေတဲ့ Tyson ကိုထောင်မှုဖြစ်တဲ့ Bobby Stewart ဟာသူ့ရဲ့အကြမ်းဖက်တတ်တဲ့စိတ်ကိုထိန်းချုပ်ဖို့ဘောက်ဆင်ကိုတင်ပေးခဲ့တယ်။ဒါပေမဲ့ Tyson အတွက်ဘောက်ဆင်ဟာအားကစားတစ်ခုတက်ပို့ခဲ့တယ်။ဒါဟာသူ့ဘဝကိုထွက်ပေါက်ပေးတဲ့လမ်းတစ်ခုဖြစ်ခဲ့တယ်။အရွယ်နဲ့မလိုက်အောင်ကြိုးစားတင်ယူတတ်တဲ့ Tyson ကိုသဘောကျပြီးနာမည်ကျော်နီးပြတယောက်ဖြစ်တဲ့ Castimado စီအနံပေးခဲ့တယ်။ဆရာကောင်းတစ်ပည့်ပန်းကောင်းပန်ဆိုသလို Castimado ကသူ့ကိုမွေးစားသားတစ်ပည့်အဖြစ်နဲ့ပါဆရာကားမရှံပညာအကုန်လေ့ကျင့်သင်ကြားပေးခဲ့ပြီးမင်းချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့စကားတစ်ခုကပဲလမ်းမပေါ်ကကလေးတယောက်ကိုကမ္ဘာအိမ်မက်ကြီးတစ်ခုပေးလိုက်တယ်။ဒီလိုနဲ့1985ခုနှစ်သူချန်ပီယံမဖြစ်ခင်တစ်နှစ်အလိုမှာတော့ကွယ်လွန်သွားခဲ့တယ်။ Tyson ဟာဆရာဖြစ်သူရဲ့သင်ကြားမှုတွေကိုအသေးစိတ်လိုက်နာခဲ့ပြီးတနေ့ကမ္ဘာချန်ပီယံဖြစ်ရမယ်ဆိုတဲ့ယုံကြည်ချက်ကိုအမြင့်ဆုံးမှထားခဲ့တယ်။အဲ့ဒီယုံကြည်မှုတစ်ခုကပဲလမ်းမပေါ်ကအလေလွင့်ကလေးတယောက်ကို1986ခုနှစ်နိုဝင်ဘာ22ရက်နေ့ WBC ရဲ့ကမ္ဘာ heavyweight champion လူပွဲမှာသူ့တဲ့အရက် 4.5 လက်မလောက်ပုံမြင့်တဲ့လက်ရှိ champion Trevor Babbitt ကိုချွင်းချမ်းမရှိအလဲထိုးအနိုင်အောင်ပြခဲ့ပြီးကမ္ဘာအသက်ငယ်ဆုံးဆိုတဲ့ heavyweight champion ဂုဏ်ပုဒ်ကိုအသက်20အရွယ်မှာပဲအံ့ဩစရာကောင်းလောက်အောင်လုပ်ပြခဲ့ပါတယ်။ champion ဖြစ်ပြီးတစ်နှစ်အတွင်းမှာပဲ WBC, WBA, IBF အစရှိတဲ့မတူညီတဲ့အဖွဲ့အစည်း၃ခုရဲ့ champion ကမ္ဘာတွေကိုပိုင်ဆိုင်လာခဲ့တဲ့ကမ္ဘာပထမဦးဆုံး heavyweight champion ဖြစ်မှတ်တမ်းဝင်ခဲ့တယ်။သူ့ရဲ့ပြိုင်ဘက်ကင်းပြီးအားပါပြင်းထန်တဲ့ထိုးသတ်မှုစတိုင်တွေကြောင့်ပဲ Iron Man ဆိုတဲ့နာမည်ပြောင်းနဲ့ပါစတင်ကြော်ကြားလာခဲ့ပြီးဝင်ငွေတောက်လေးရလာခဲ့တဲ့မီလီယံနာတယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့အောင်မြင်မှုရလာတဲ့အချိန်မှာပဲသူ့ဘဝကိုဖျက်ဆီးမဲ့အစိတ်ပိုင်းတွေတဖြည်းဖြည်းပေါ်လာခဲ့တယ်။ဘောက်ဆင်ရဲ့တိကျတဲ့နီးစနစ်တွေနဲ့သူ့ဘဝကိုလမ်းမှန်ပေါ်ရောက်အောင်ဆွဲတင်ပေးခဲ့တဲ့ Castimado ကွယ်လွန်ပြီးနောက် Tyson ဟာစီကန်းတွေပြတ်လေ့ကျင့်မှုတွေလျော့နေသွားပြီးမူရစ်ဈေးနဲ့အပျော်ပါးလိုက်စားလုံးတဲ့မန်နေဂျာအသစ်ရဲ့တွေးတိုးမြောက်ပင်းမှုတွေကြောင့်ပဲငယ်ဘဝကဗီဇဆိုးကပြန်ပေါ်လာခဲ့တယ်။မစီးဘူးတဲ့ကားတွေမနေဘူးတဲ့အိမ်တွေကိုပါဝယ်ခဲ့ပြီးဈေးစကားကြီးလုံးတဲ့တားရဲတိရစ္ဆာန်တွေပါမွေးမြူခဲ့တယ်။အရက်နဲ့မူရစ်ဈေးကိုအလွန်ကျွံသုံးပြီးမိန်းမကိစ္စတွေကိုပဲအာရုံစိုက်ထားခဲ့တယ်။သူယူထားတဲ့မိန်းမကိုလည်းနှိပ်စက်ညှဉ်းပန်းခဲ့တာကြောင့်တရားစွဲခံခဲ့ရပြီးရော်ကြီးတွေပါပေးခဲ့ရတယ်။ဒီလိုနဲ့ Iron Man ဆိုတဲ့နာမည်ကနေ The Battle Man on the Planet ဆိုတဲ့နာမည်စုံနဲ့ပါကြော်ကြားလာခဲ့တယ်။ဒီလိုစီကံမရှိလေ့ကျင့်မှုမရှိတော့တဲ့ Tyson ဟာ1990ခုနှစ်မှာတော့သူ့ဘဝကိုအောက်ဆုံးထိဆွဲချဖို့အစလို့ပြောရမယ်38ပွဲဆက်ရှုံးပွဲမရှိချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ဟာတသက်သလက်ဝတ်သမားတယောက်ကိုထင်မှတ်မထားလောက်အောင်ရုပ်ပြက်စင်ပြက်လဲထိုးနဲ့ရှုံးနှင်းခဲ့ပြီးကျိုးပြက်ခဲ့ရတယ်။ဒီလိုစင်ကျင်နိုင်စွမ်းမရှိတော့တဲ့ Tyson အတွက်အစိုးသောအရှင်တွေကအဲ့ဒီနေရာမှာပဲရပ်မနေခဲ့ဘူး။1991ခုနှစ်မှာလဲမဒိန်မှုတစ်ခုကိုကျူးလွန်ခဲ့တာကြောင့်ထောင်ဒဏ်ရှောင်နေတိတိရှာမှတ်ခံခဲ့ရပါတယ်။ကမ္ဘာချန်ပီယံတယောက်ကစီကံမရှိလို့အချိန်တိုတွင်အကျဉ်းသားတယောက်ဖြစ်သွားခဲ့တယ်။၃နှစ်အကြာမှာလွတ်ငြိမ်းချမ်းသာနဲ့ပြန်လွတ်လာခဲ့ပေမဲ့သူဟာအရင်Tysonမဟုတ်တော့ဘူး။1998ခုနှစ်ဇွန်လ28ရက်နေ့မှာတော့ကမ္ဘာလက်ဝှေ့သမိုင်းမှာမမေ့နိုင်လောက်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တယ်။ Evander Holyfield နဲ့မကြေဝဲမှာTysonဟာသူ့စိတ်ကိုမထိန်းချုပ်နိုင်ပဲ Holyfield ရဲ့နေရွက်ကိုကိုက်ဖြတ်ခဲ့တာကြောင့်ကမ္ဘာအလယ်မှာရုပ်ဆိုးအကြီးတန်းကအချက်တပွဲနဲ့ရှုံးနှင်းခဲ့ပြန်ပါတယ်။ဒီလောက်ရကြောင့်ပဲ
လက်ဝိတ်ထိုးခွင့်လိုင်စင်မှာရုပ်သိမ်းခံခဲ့ရပြီးအမေရိကန်ဒေါ်လာ3 သန်းထိပါတန်ကြီးပေးဆောင်ခဲ့ရတယ်ဒီလိုနဲ့2003ခုနှစ်ဩဂုတ်လ1ရက်နေ့အရောက်မှာတော့သူ့ရဲ့ကန်ဆိုးမုန်းအောင်ကြာမနေ့ကိုရောက်လာခဲ့ပါတယ်သူ့ရဲ့မစင်မကျင်အသုံးပြုကြီးပြီးအပျော်ပါလိုက်စားလွန်းတာအပြင်အမှားတစ်ခုပြီးတစ်ခုလုံနေခဲ့ပြီးရော်ကြီးတွေတတိကြီးပေးနေခဲ့ရတာကြောင့်ဒေါ်လာတန်း400ကျော်ပိုင်ဆိုင်ခဲ့တဲ့ဘဝကနေဆက်စရာအကျွေးပတ်လည်ဝိုင်းပြီးမဆက်နိုင်တော့တဲ့နောက်ဆုံးဒီဝါလီခံလိုက်ရတဲ့အထိဘဝပြတ်သွားခဲ့ရတယ်အရင်ကသူ့နားမှာရှန်လျန်နေတဲ့သူတွေကလည်းဘဝပြတ်သွားတဲ့အချိန်မှာမိတ်ဆွေသူတငယ်ချင်းသူတွေဆိုတာသိလိုက်ရတယ်2005ခုနှစ်မှာတော့လက်ဝိတ်လောကကိုအပိတိုင်ကြော်ခံခဲ့တယ်ကျန်းနှန်းလုံးနဲ့ဘဝသင်ခန်းစာတွေကြောင့်ပဲသူ့ဘဝကိုအကောင်းဆုံးပြန်တည်ဆောက်ဖို့ဆုံးဖြတ်ခဲ့တယ်တိုက်ဆန်ဟာမိမိရဲ့အတိတ်ကအမားတွေကိုဝန်ခံပြီးအင်တာဗျူးနဲ့ TV show တွေမှာပွင့်ပွင့်လင်းလင်းပြောဆိုလာခဲ့ပါတယ်သူကမူရစ်ဆေးဆွဲခြင်းနဲ့စိတ်ကျန်းမာရေးပြဿနာတွေအကြောင်းပွင့်ပွင့်လင်းလင်းပြောဆိုလာတဲ့အတွက်အလားတူပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့သူတွေအတွက်စံပြပုံကိုယ်တူဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့တကူတော်ပြဆက်တွေနာမည်ကြီးရုပ်ရှင်ကားတွေမှာပါဝင်ခွင့်ရလာခဲ့ပြီးသူ့ရဲ့ကြိုးစားမှုနဲ့ပြောင်းလဲလာတဲ့အပေါ်ကဘာကြီးကတဖြည်းဖြည်းပြန်လက်ခံလာခဲ့ပါတယ်နောက်ပြီးသူ့ရဲ့အမားတွေကိုမျက်နှာလွှဲမနေပဲဝန်ခံရေးသားခဲ့တဲ့ Undisputed Truth ဆိုတဲ့တကူတော်ရဲ့အထုပ်ပတိစာအုပ်ဟာလည်းတကဘာလုံးအတိုင်းအတာနဲ့အောင်မြင်ခဲ့တယ်အခုအချိန်မှာတော့အရင်ကကဘာကျော်လူဆိုးကြီးဖြစ်ခဲ့မှုတဲ့ Mike Tyson ဟာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ုံသာမကနာမည်ကျော် motivation တစ်ယောက်စာရေးဆရာနဲ့တရုပ်ဆောင်တစ်ယောက်ဖြစ်နေပါဘဝကိုအကောင်းဆုံးဖြတ်သန်းနေနိုင်ပြီပဲဖြစ်ပါတယ်Mike Tyson ရဲ့ဘဝကိုကြည့်လိုက်ရင်အောင်မြင်မှုရဖို့ကဘယ်လောက်ခက်ခဲလဲဆိုတာမြင်ရမယ်ဒါပေမဲ့စီကံမရှိရင်ဘယ်လောက်မြန်မြန်ပျက်စီးနိုင်လဲဆိုတာလည်းမြင်ရမယ်အသက်73နှစ်အရွယ်မှာထောင်ကျခဲ့တဲ့သူကအသက်20အရွယ်မှာကမ္ဘာထိပ်ဆုံးကိုရောက်နိုင်ခဲ့တယ်ငွေကုန်အားလုံးရခဲ့ပေမဲ့မစင်ကျင်တတ်တဲ့အမားတွေတစ်ခုပြီးတစ်ခုကြောင့်ဂုဏ်သိက္ခာကျဆင်းခဲ့တယ်နောက်ဆုံးဘဝပြတ်ရတဲ့အထိပါကြုံခဲ့ရတယ်လူအများကသူ့ကိုဒီလိုဘဝနဲ့ပဲပြီးသွားပြီလို့ထင်ခဲ့ကြတယ်ဒါပေမဲ့တိုက်ဆန်ကတက်တည်ပြခဲ့တာတစ်ခုရှိတယ်လူတယောက်ကိုတတ်မှတ်ပေးတာသူ့ရဲ့အမားတွေမဟုတ်ဘူးအမားတွေနောက်မှာသူဘလို့ပြန်ထလာလဲဆိုတာပဲတိုက်ဆန်ကနောက်ဆုံးမှာသူ့ကိုသူပြန်တည်ဆောက်နိုင်ခဲ့တယ်မင်းဘဝမှာလည်းအမားတွေရှိနိုင်တယ်ကြာရှုံးမှုတွေရှိနိုင်တယ်ဒါပေမဲ့မင်းပြန်ထလာမလားမထလာဘူးလားဆိုတာပဲတကယ်အရေးကြီးတာပါအောင်မြင်ခြင်းစီကန်းလိုတယ်ကြာဆုံးသွားရင်မလွတ်မြောက်နိုင်ဘူးလို့မထင်နဲ့မင်းရဲ့အနာဂတ်ကိုဖျက်ဆီးနိုင်တာလည်းမင်းပဲပြန်တည်ဆောက်နိုင်တာလည်းမင်းပဲတိုက်ဆန်ရဲ့ဘဝကတင်ယူစရာတွေအများကြီးရှိတယ်ထိတ်ဆုံးကိုရောက်အောင်ကြိုးစားရတာခက်တယ်ထိတ်ဆုံးမှာရေရှည်ရက်တည်နိုင်မှုကပိုခက်တယ်ဒါပေမဲ့အောက်ဆုံးကနေပြန်ထနိုင်တာကအခက်ခဲဆုံးဖြစ်ပြီးအထူးကုန်ယူစရာဖြစ်တယ်မင်းဘဝမှာဘယ်အဆင့်ရောက်နေလဲမသိဘူးဒါပေမဲ့တစ်ခုတော့သိကြတယ်မင်းအဆုံးသက်ကိုမင်းကိုယ်တိုင်ရေးနိုင်တယ်